ပို့ချရတော့ကျွန်တော်တို့အပါဝင်ပြီးတော့မှရှိတချို့လူတွေရှိ email တွေရောက်လာတယ်။အဲ့တော့ကျွန်တော်ဖတ်ကြည့်လိုက်တဲ့ခါကျတော့သူကဘာလဲဆိုတော့သူတို့ကတဲ့တက်ချုပ်နဲ့တူချုပ်ကိုတရားစွဲလိုက်ပြီပေါ့နော်။တရားစွဲလိုက်ပြီဒါကိုသတင်းဖော်ပြဖို့ကျွန်တော်တို့ပို့တယ်။ကျွန်တော်တို့တော့မဖော်ပြဘူး။ဖော်ပြရတဲ့အကြောင်းမရှိဘူး။ဒါပေမဲ့ပြည်ပြင်းမီဒီယာ AB ကဖော်ပြကြတယ်။ခစ်တစ်တို့ဘာတော့ဖော်ပြလာပြီ။နောက်မကြခင်မှာ BBC တို့လာကြလိမ့်မယ်။တိတ်မကြခင်မှာခင်ဗျာအဲ့ပြည်ပြင်းမီဒီယာဖော်တော့လာကြလိမ့်မယ်။အဲ့တော့ဖော်ပြကြတဲ့အတွက်ကျွန်တော်ကလည်းကျွန်တော်ဒါကိုဖော်ပြခြင်းလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီအကြောင်းအရာကိုပြည်သူလူထုအမှန်တိုင်းသိထားဖို့လိုလို့ကျွန်တော်ထည့်ပြောတာအဲ့တော့ဒီကောင်တွေကတရားစွဲဖို့ကြိုးစားတယ်လုံးမှာပါပဲဒီကောင်တွေလုံးမှာဆိုတော့ဘာရွေးလဲဆိုတော့ဗိုလ်ချုပ်မှုကြီးရဲ့ဒုချုပ်ဦးစိုးဝင်းရဲ့တက်ကခေါင်းဆောင်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ဥပိုင်တို့အစရှိတဲ့အဖွဲ့တွေအကုန်လုံးရဲ့ပိုင်ဆိုင်မှုတွေကိုသိသိပြီးတော့ဘင်္ဂလီနဲ့ပတ်သက်ပြီးတော့သူကနင့်နာကြီးပေးဖို့အဲ့လူတွေရဲ့ပတ်စံတွေပိုင်ဆိုင်မှုတွေသိပြီးတော့ဘင်္ဂလီတို့နင့်နာကြီးပေးဖို့အတွက်ကိုအရေးယူပေးပါရန်ဆိုပြီးတော့အာဂျင်တီးနားတရားရုံးကို browse ဆိုတဲ့အဖွဲ့ကတရားစွဲပါတယ်တဲ့နော်အဲ့တော့73ရက်နေ့ကလောက်တာဒီစာကို73ရက်နေ့က email ပို့တာပေါ့နော်ဆိုတော့ရွေးချက်ကအာဂျင်တီးနားတရားရုံးကလည်းအာဂျင်တီးနားရဲ့တရားဖက်တရားရုံးကအဲ့တရားစွဲဆိုမှုကိုတရားစွဲဆိုမှုလက်ခံမခံမသိဘူးမြဲအဲ့တရားစွဲဆိုမှုကတင်သွင်းလိုက်တာအာဂျင်တီးနားကရှိတဲ့ရပ်ဖက်တရားရုံးတစ်ခုကိုသူတို့ကစပြီးတော့တင်သွင်းလိုက်တယ်တင်သွင်းလိုက်ပြီးတော့အဲ့ဒီတရားရုံးကနေပြီးတော့ဒါကိုဖတ်ကြားပြီးတော့တရားစွဲတော့လက်ခံသည်လက်မခံဘူးတော့အကြောင်းမပြန်သေးဘူးသို့တော့အကြောင်းပြန်ဖို့များတယ်ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ဘင်္ဂလီ issue စွဲတဲ့လူကဘင်္ဂလီထုံးခံလို့အုပ်စုနော် browse ဥက္ကရာဘင်္ဂလီထုံးခံတဲ့သူ့ရဲ့ဖွဲ့တွေဖြစ်တဲ့ဒီက mark farmer တို့အုပ်စုတွေသူတို့အုပ်စုတွေကအကြီးကျယ်လောက်တာဆိုတော့ပြောတဲ့အကြီးကျယ်ဒုက္ခပေးတယ်မြန်မာပြည်ရှိစီးပွားရေးလုပ်ငန်းတွေလည်းဒုက္ခပေးတယ်ဒါပေမဲ့သူတို့ရဲ့ target တစ်ခုတည်းသော target ကဘင်္ဂလီ issue ဘင်္ဂလီတွေကိုတရားမျှတမှုရဖို့တော့ဘင်္ဂလီတွေကိုနေရပြန်ပေးဖို့ဘင်္ဂလီတွေနိုင်ငံသားပေးဖို့ဘင်္ဂလီတွေကိုတိုင်းရင်းသားပေးဖို့ဘင်္ဂလီတွေကိုဖြစ်နိုင်တနိုင်ငံလုံးပေးဖို့ဒီလိုမျိုးသူတို့ target ထားနေတယ်သူတို့ရည်ရွယ်ချက်ကနံပါတ်1ကဘင်္ဂလီတွေကိုနေရာပေးဖို့နိုင်ငံသားပေးဖို့တိုင်းသားပေးဖို့ပြီးဘင်္ဂလီတွေကိုတနိုင်ငံလုံးပေးပလိုက်ဖို့ဒီရွေချက်နဲ့ပဲသူကဒီဇိုင်းမဲ့လောက်လာတဲ့အဖွဲ့ဖြစ်တော့သူတို့ကရွေချက်ကအဲ့တော့သူတို့ရဲ့အဲ့ဒီရွေချက်အောင်မြင်ရေးအတွက်အဟန့်အတားဖြစ်တဲ့အတားအဆီးဖြစ်နေတဲ့တပ်မတော်နဲ့တပ်မတော်ခေါင်းဆောင်တွေကိုကြတော့တိတ်ခါကြအောင်ဓာတ်ဆော့ဆွဲချတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတပ်မတော်ခေါင်းဆောင်တွေကျွန်တော်တို့တပ်မတော်ကိုကျွန်တော်တို့ဝေဖန်လဲရှိရင်ကျွန်တော်တို့ဝေဖန်မယ်ဒါပေမဲ့အပြင်အကောင်တွေကကျွန်တော်တို့တပ်မတော်နဲ့ကျွန်တော်တို့တပ်မတော်ခေါင်းဆောင်တွေစော်ကားမော်ကလှုပ်ဖို့ကြိုးစားတာတော့ကျွန်တော်လက်ခံရတဲ့အကြောင်းမရှိဘူးလက်ခံလို့လည်းမရဘူးဒါလက်ခံမရလည်းမဟုတ်ကျွန်တော်လုံးဝလက်မခံနိုင်ဘူးဆိုအဲ့တော့ကျွန်တော်တို့ဒါကိုဘာဖြစ်မှာဒါကိုလုံးဝကန့်ကွက်တာလုံးဝကန့်ကွက်ပါတယ်ပြီးတော့ကျွန်တော်တို့ရှိပို့လာတဲ့ email လေးကျွန်တော်တို့ဖော်ပြမှလည်းမဟုတ်ဘူးလို့စိတ်လည်းဝင်စားဘူးတိုးတော့ကျွန်တော်တို့လည်း journalist များစွာစီပို့နေတယ်ဖြစ်တဲ့အတွက်ဒီကောင်တွေဘယ်ကနေအဲ့ဒီ email ရလဲကျွန်တော်တို့မသိနိုင်ဘူးကျွန်တော်တို့တွားတဲ့နေရာပေါင်းများစွာစီမှာကျွန်တော်တို့ email ပေါက်ကြားတာတွေမျိုးစုံရှိတယ်ကျွန်တော်တို့ phone number တွေပေါက်ကြားတာတွေရှိတယ်အဲ့ဒါခါကျရင်ကျွန်တော်တို့ data တွေကတိတ်ကြောက်စရာကောင်းတယ်နေရာဆုံးပေါက်ကြားတယ်ဘာလို့ဆိုကျွန်တော်တို့တက်ကွာတော့ကျွန်တော်တို့ဒီ internet သုံးရတာကိုနောက် social media သုံးကြတယ်ဖုန်းကျွန်တော်သုံးရတဲ့ခါကျအကုန်ပေါက်တာဆိုတော့ဒါပေမဲ့ဒီကောင်တွေကအဲ့ဒါဘာလို့တက်ကရှင်းရှင်းလေးတရားစွဲမယ်မကြခင်မှာတရားစွဲလို့အမှုဝင်ခံလိုက်ပြီးတရားစွဲလို့တရားရုံးကလက်ခံလိုက်ပြီးဆိုရင်တို့ကအဲ့ဒါကိုနာမည်ဖြတ်မယ်နာမည်ဖြတ်ပြီးအကြီးကျယ်ဖြတ်ပြီးတော့ကျွန်တော်တို့ဘက်ကလူတွေကစိုးရိမ်လောက်ကြောက်လောက်ထိတ်လန့်လောက်လုပ်နေမယ်ကျွန်တော်လူတို့တော့သိစေချင်တာတစ်ခုပဲရှိတယ်အာဂျင်တီးနားရဲ့တရားရုံးကအာဂျင်တီးနားအစိုးရမဟုတ်ဘူးအာဂျင်တီးနားရဲ့အရက်ဖက်တရားရုံးကနေပြီးတော့လက်ခံလိုက်ရင်လေကိစ္စအကြောင်းမရှိဘူးမြန်မာကလူတွေကဒီကိစ္စကိုသွားရှင်းကြတယ်မလို့လှည့်ကြည့်ကြမလို့ကိုယ့်အကူအေးစီကိုနိုင်ငံတွေမှာကိုယ့်အကူအေးစီနေရုံပဲဘုံကြီးတို့ကလည်းအေးစီပဲအေးစီနေလို့ရတယ်ဒါပေမဲ့တရင်နေမှာတော့မသိရင်အော်တောင်းနေပြောင်းတော့ဝါရဖြစ်ကြလိမ့်မယ်အဲ့တော့ခင်ဗျားတို့အဲ့တရင်ကြည့်ပြီးတော့မသိမယ်ဘုံကြီးတို့လည်းဦးစိုးဝင်းတို့ကိုလာပြီးတော့များဖမ်းသွားမလားလာပြီးတော့တရားတော့အာဂျင်တီးနားမှာတော့တရားရင်ဆိုင်ရမလားဒါမှမဟုတ်လည်းနိုင်ငံခြားထွက်ရဖမ်းခံရမလားစသဖြင့်ထင်အောင်ထင်မှာဖြစ်မှာစိုးလို့အာဂျင်တီးနားကလည်းရှင်းပြောရင်တော့ဒါမျိုးကိုလုတ်ပိုင်ခွင့်သူ့မှာဥပဒေပေါင်းရမရှိဘူးဘာလို့အာဂျင်တီးနားနိုင်ငံသားမဟုတ်ဘူးဘုံကြီးရောဦးစိုးဝင်းတို့ရောတွေအာဂျင်တီးနားနိုင်ငံသားမဟုတ်ဘူးအာဂျင်တီးနားနိုင်ငံသားခံထားလည်းမဟုတ်ဘူးလို့အာဂျင်တီးနားနဲ့ဟိုဘာမှဆက်ပတ်သက်နေတာမဟုတ်ဘူးကျွန်တော်မြန်မာနိုင်ငံသားမြန်မာပဲဂမ်ဘီယာနိုင်ငံသားလည်းမဟုတ်ဘူးခုနဒီတခြားသောဒီပါခေါ်လေးဟိုနယ်သာလန်နိုင်ငံသားလည်းမဟုတ်ဘူးဘယ်နိုင်ငံသားမှအာဆီယံလည်းတည်းနိုင်ငံတစ်ခုနိုင်ငံသားလည်းမဟုတ်မြန်မာနိုင်ငံသားစစ်ဖြစ်တယ်မြန်မာနိုင်ငံသားစစ်တယောက်ကိုတခြားနိုင်ငံတရားစွဲမယ်ဆိုရင်အဲ့ဒီနိုင်ငံတိုက်ရိုက်ပတ်သက်လို့တိုက်ရိုက်ထိခိုက်နေတာမှစွဲခွင့်ရှိတာစွဲရင်တော့ပဲနိုင်ငံတရားရုံးကနေလက်ခံရင်တော့ဒီကကန့်ကွက်ပြီးတော့မရှင်းဘူးဆိုလေရာသေးတယ်ပြဿနာမရှိဘူးဒါကြောင့်ကျွန်တော်လူတို့ကိုကြတော့ခုနအကြောက်တရားတွေပေါ်ပေါက်အောင်ဆိုဟာဦးမင်းအောင်လိုင်းနဲ့ဦးစိုးဝင်းကိုလာပြီးတော့များခါဟိုကလာပြီးတော့များအတင်းတရားရုံးကဖန်ခေါ်ရမှုလုပ်မလားဘာလားညာလားထင်အောင်ထင်မှဖြစ်အောင်ရေးမှာဆိုလို့ရေးကြမယ်လို့ယူဆလို့ကျွန်တော်ဒါကိုဖော်ပြတကယ်တော့ဗျာဟိုဂုံးတိတ်ကညှို့နှံ့အောင်ကြာဆင်းအောင်တမန်တရွေတိုက်ခိုက်နေတဲ့သဘောပဲအကယ်၍သူတို့နိုင်ရမယ်ရအရေးမကြည့်ဘူးသူတို့ကရွေးချက်ကတစ်ခုပဲ
တရားစွဲလိုက်တယ်တရားစွဲတဲ့သတင်းတွေမှာကျေလောင်သွားမယ်ကဘာမှာကျေလောင်သွားမယ်တခြားမီဒီယာတွေကဘာဝကျွန်မကဘာမှာရှိတဲ့မီဒီယာတွေကတော့ဝိုင်းရေးကြမယ်အဲ့ကြိုင်ဘုံကြီးမြောက်နဲ့တက်မတော်ခေါင်းဆောင်တွေနာမည်ပြတ်မယ်တိတ်ခါကြဆင်းမယ်အဲ့ပြီးဟိုနိုင်ငံတကာကနေပိတ်ဆို့ကန့်သတ်မှုတွေကြီးပူလုံးမယ်အဲ့ပြီးအဲ့အတွက်နောက်ဆုံးမှာဒီဘက်ကခေါင်းဆောင်တွေကအသက်ရှူကျလာတဲ့အခါစိတ်ညစ်လာတဲ့အခါကျတော့ကဲရောဘင်္ဂလီနဲ့ပတ်သက်ရင်ယူဝါဒမူဝါဒပြောင်းကွာဆိုပြောင်းခိုင်းလိုက်လို့တခုပြောင်းလိုက်များထွက်လာမလားဒါမှမဟုတ်လေရော်ကြီးလေးများတခုရမလားဘာလေးတခုရမလားဆိုတော့မျောမှန်းချက်ရည်ရွယ်ချက်နဲ့သူတို့အကျိုးစီးပွားအတွက်တရားစွဲတာပဲအဲ့တော့ကျွန်တော်တို့ခေါင်းဆောင်တွေကတော့ရှင်းရှင်းလေးပဲဗီဒီယိုလေးပဲသူတို့ကတော့တောင်းကိစ္စတွေတုံးကဲပဲ queue ဆိုင်မှာမဟုတ်ဒီ ICJ မှာတော့ဒါသွားရှင်းနေဆိုတာရှေ့ရရှင်းလက်စာရှိလို့သွားရှင်းရတယ်ရှေ့ရရှင်းလက်စာမရှိလှည့်အောင်ကြည့်ကြမလို့ဦးတန်းရွှေလက်တော့လှည့်အောင်ကြည့်ပြတ်တယ်အဲ့တော့ဒါတွေကဖြစ်နေတဲ့အခင်းချင်းတွေပါအဲ့တော့ကျွန်တော်တို့ပြည်သူလူထုသိစေချင်တာကတော့ရှင်းရှင်းလေးပါပဲဦးမြောက်လိုင်းတို့ကျွန်တော်တို့ခေါင်းဆောင်တွေတက်မတော်ခေါင်းဆောင်တွေတက်မတော်ခေါင်းဆောင်တွေတက်မတော်သားတွေတက်မတော်ခေါင်းဆောင်တွေကိုယူချက်ရှိသူကဟိုဖြိုလဲဖို့ကြိုးစားတယ်ဘာလို့လဲဆိုတော့တိုင်းပြည်ရဲ့ကံကြမ္မာတိုင်းပြည်ရဲ့အနာဂတ်တိုင်းပြည်ရဲ့ဒီပါခေါ်လို့ဆိုတော့ဟိုဂုံတိတ်ခါကိုဖြိုချဖြစ်စည်းဖို့စူးစမ်းနေတဲ့ပုံကိုယ်တွေတိုင်းပြည်ကိုအပိုင်သိမ့်ပိုက်ဖို့စူးစမ်းနေတဲ့ပုံကိုယ်တွေအတွက်အဓိကအတားဆီးရသူတို့အဓိကအတားဆီးရဘုံကြုံကြီးမရောက်နိုင်နောက်ဒူးကျိုးဦးစိုးဝင်းနဲ့တက်မတော်ခေါင်းဆောင်တွေသာဖြစ်တယ်တက်မတော်သားတွေဖြစ်တယ်ဒါကြောင့်မို့လို့သူတို့ရဲ့ပြောရရင်တော့ကျွန်တော်တို့အိမ်တေကိုဒီကောင်တွေဓမြတိုက်ဖို့စူးစမ်းတယ်ဗျာအဲ့ချိန်မှာအဲ့ဓမြတိုက်ဖို့ကာကွယ်ဖို့စူးစမ်းနေတဲ့ပုံကိုယ်တွေကဒီတက်မတော်ပဲအဲ့တော့အဲ့ဒါကိုအိမ်ထဲရှိတဲ့လူတွေကကိုယ့်ကိုကာကွယ်ပေးနေတာလားဒါဒီကာကွယ်ပေးနေတယ်ဆိုတော့ကိုယ့်ကိုကာကွယ်ပေးနေတာလားဒါမှမဟုတ်ဟိုတကယ်ပဲကိုယ့်အိမ်မှာဖြစ်နေတယ်မောင်ပိုင်စီးထားလားဆိုတော့တခြားရှင်းရှင်းလင်းသိဖို့ပဲအဲ့တော့ကိုယ့်အိမ်ကိုဓမြတိုက်ဖို့လာတဲ့သူတွားပြီးတော့တခုတ်တရုတ်ကန်တို့တွားကမ်းပြီးတော့ကိုယ့်နိုင်ငံခေါင်းဆောင်တွေကိုဒုက္ခပြပေးမိခင်ဗျားတို့ကျွန်တော်ပြည်သူလူမှားကုန်နေမယ်အဲ့ဒါကိုသိသိချင်တာသူတို့ကဒီအိမ်ကိုဓမြတိုက်ရှင်နေတဲ့နိုင်ငံပေါင်းများစွာရဲ့ရန်တွေတက်မတော်နဲ့တက်မတော်ခေါင်းဆောင်တွေကကာကွယ်ပေးနေရတာအခုဘင်္ဂလီတွေကကျွန်တော်နိုင်ငံကိုဓမြတိုက်ဖို့ကြိုးစားနေတာကျွန်တော်နိုင်ငံကိုလွယ်ကူရဖို့သိမ့်ပိုက်ဖို့ကြိုးစားနေတာရှင်းပြရင်ပထမနံပါတ်1ကနေထိုင်ခွင့်ရအောင်ယူမယ်အပိုင်နေမြေရအောင်ယူမယ်နိုင်ငံသားတောင်းမယ်တိုင်းရင်းသားတောင်းမယ်ပြီးရင်တနိုင်ငံလုံးကိုသူတို့အပိုင်သိမ်းမယ်အဲ့ဒီလိုသိမ်းဖို့အတွက်ကိုရည်ရွယ်ချက်တစ်ခုပြီးတစ်ခုနဲ့သူတို့ကလုပ်နေတာအဲ့ဒီလိုလုပ်နေတဲ့အချိန်မှာကျွန်တော်တို့တမတော်ခေါင်းဆောင်တွေကဟိုကဘာနဲ့ချီပြီးတော့တိုက်ခိုက်ခံပြီးတော့သူတို့တောက်ခံပြီးတော့ရင်းဆိုင်နေတာအဲ့ဒါကိုကျွန်တော်တို့ကတခိုးဒေယိုကန်သွားလုပ်ကြရတဲ့သူတွေရှိနေတယ်လုပ်ကြကျွန်တော်တို့ကတော့ပုံလိုက်ပဲကိုယ်ခေါင်းဆောင်ကိုယ်နိုင်ငံသားကိုယ်ခေါင်းဆောင်ကိုဘက်မှာပဲကျွန်တော်တို့ရှိမယ်